အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒုတိကိုအောင်ဖြစ်ပါတယ်เนาะအားလုံးကျွန်တော်ရဲ့ like လေးကိုလည်း subscribe လုပ်ရတယ် subscribe လေးလုပ်ပေးကြပါလက်မလေးလေးလည်းနှိပ်ပေးကြပါเนาะဒါကကျွန်တော်ရဲ့ like ကိုအမြဲတမ်းမြင်နေတွေ့နေရမှာဖြစ်ပါတယ်เนาะခြံခဲ့တဲ့ဘက်ကလည်း6တိကိုပြိပေးခဲ့တယ်အောင်ခဲ့တယ်เนาะ6တိတွေလည်းအောင်ခဲ့တယ်လေးလုံးခွေလည်းအောင်ခဲ့တယ်ဒါကိုလည်းကျွန်တော်ရဲ့ဒုတိမိတ်ဆွေအမျိုးတွေသိပါတယ်เนาะဒါဆိုဆက်လက်ပြီးတော့ကျွန်တော်ဒီဘက်မှာဆက်လက်ပြီးအောင်မြင်ဖို့အတွက်အများဆုံးကျွန်တော်ချက်ပြပေးသွားပါမယ်ဒါကိုလည်းကျွန်တော်ရဲ့ဒုတိမိတ်ဆွေညီကိုမောင်နှမအားလုံးပေါက်စီရမယ်ကျွန်တော်ဒုတိကိုအောင်ရဲကြီးအာမခံတယ်เนาะဆက်လက်ပြီးတော့လည်းယုံကြည်စိတ်ချစွာနဲ့လက်တွဲလို့ရပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တစ်ဖက်စာကတ်ကလေးကိုချက်ပြပေးသွားပါမယ်ကျွန်တော်ရဲ့ like လေးကိုလည်းဆုံးကတိုင်အောင်ကြည့်ပါเนาะကျွန်တော်ရဲ့ဒုတိကိုအောင် YouTube channel လေးကိုလည်း subscribe လေးမဖြစ်မနေလုပ်ပေးကြပါလက်မလေးတွေလည်းနှိပ်ပေးခဲ့ကြပါเนาะဒါဆိုရင်တစ်ဖက်စာကတ်ကိုကျွန်တော်ချက်ပြပေးသွားမယ်ကဲအားလုံးပဲ like ကြည့်ကြပါเนาะကျွန်တော်ဒုတိကိုအောင်ဖြစ်ပါတယ်เนาะ30ရက်မှာ4ရက်နေ့ထိတစ်ဖက်စာเนาะဒုတိကိုအောင်เนาะ30ရက်မှာ4ရက်နေ့ထိတစ်ဖက်စာအားလုံးပဲသိချကြည့်ပါနံပါတ်1အနေနဲ့46ခွန်ကိုအပူပါအခွေเนาะနံပါတ်1 46ခွန်ကိုအပူပါအခွေဟုတ်ပြီเนาะဒါကိုသိချကြည့်ပါနံပါတ်2အနေနဲ့အပူသုံးဟုတ်ပါဝါအပူသုံးဟုတ်ပါဝါဒါဒုတိကိုအောင်ရဲရဲအာမခံတယ်နံပါတ်2အပူထဲမှာကျွန်တော်က1166နှစ်ကိုကြိုက်ဆုံးပါပါဝါထဲမှာ164ကိုเนาะလုံးဝချင်းသေးထွက်ရမယ်ဒုတိကိုအောင်ရဲရဲအာမခံတယ်ဒုတိကိုအောင်ရဲရဲအာမခံတယ်เนาะနံပါတ်3 6တစ်ကိုပြိเนาะ6တစ်ကိုပြိလုံးဝချင်းသေးထွက်ရမယ်ဒုတိကိုအောင်ချင်းသေးပါပြောတာမချင်းသေးလုံးဝမပြောပါဘူးဒါကိုကျွန်တော်ရဲ့လူတွေအသိဆုံးပါเนาะနံပါတ်4နဲ့168ထိပ်သီးတိုက်168ထိပ်เนาะနံပါတ်4 168ထိပ်သီးတိုက်เนาะဒါเนาะထိပ်သီးတိုက်လိုရင်းတဲ့လူတွေကြောရှိပါခဏ6ခွက်ရှိတယ်လာယူပါဒီလိုဖိုင်ဘာဖုန်းနံပါတ်လည်းကျွန်တော်အောက်မှာရေးပေးထားပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖိုင်ဘာသုံးပါတယ်6920 63လို့တွင်ကြကိုလည်းเนาะဖုန်းတိုင်းဆက်သွယ်လို့ရတယ်เนาะဒါကျွန်တော်ဒီတစ်ပတ်စာကတ်ကလေးကို screenshot လေးရိုက်ပေးတာပါကျွန်တော်ရဲ့ဒုတိကိုအောင် YouTube channel ကိုလည်း subscribe လုပ်ရလေ subscribe လေးနှိပ်ပေးပါလက်မလေးနှိပ်ပေးကြပါเนาะလက်မလေးနှိပ်ဒါပါကျွန်တော်ရဲ့ဒုတိမိတ်ဆွေများအားလုံးမြင်ရတွေ့ရမှာပါเนาะကဲဒါ screenshot လေးသေချာရိုက်ထားပါเนาะတစ်ပတ်စာကတ်ဒုတိကိုအောင်ရဲကြီးအာမခံတဲ့ကတ်သေချာသုံးဆွဲပါเนาะရဲကြီးအာမခံတယ်ကဲကျွန်တော် like လေးကိုလည်းဒီထားပါအဆုံးသတ်ခွင့်ပြုပါကျွန်တော်ရှေ့ဝေးပြောတယ်လို့မဟုတ်ပါဘူးเนาะအားလုံးပဲခံကောင်းကြပါစေเนาะ